ညီကိုတို့အားလုံးပဲမြင်ကြပါဗျ။ Premier League ပွဲစဉ် Manchester United နဲ့ Newcastle ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးချင်ပါတယ်။ဒီရက်ပိုင်းမှာပွဲလေးတွေပါလာမလို့ကျွန်တော်ဗီဒီယိုလေးတော့မတင်ပြခဲ့ဘူး။ဒါပေမဲ့ channel လေးမှာတော့ဒါပုံမှန်အတိုင်းပွဲလေးတွေတင်ပေးနေပါတယ်။ဒီလိုပွဲကောင်းလေးတွေလို့ဆိုရင်တော့ Telegram channel လေးကို join ထားပေးပါဗျ။ဒီပွဲလေးကတော့ဒါအကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်။ဒါ United ကတော့လက်ရှိမှာ26မှတ်နဲ့အမှတ်ပေးစရာအဆင့်9နေရာမှာရှိနေပါတယ်။ Arsenal နဲ့ကတော့ဒါ15မှတ်တောင်ကွာနေတယ်လို့ဒါ Liverpool ကိုလည်းအမီလိုက်နိုင်ဖို့ဒီပွဲကလုံးဝရှုံးလို့မရတယ်လို့ဒါအမှတ်တောင်ခွဲပေးဖို့ဒါလုံးဝခွင့်ပြုလို့မရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်ဒါ Old Trafford မှာ10ပွဲကစားထားတာမှာဒါ4ပွဲနိုင်ထားပေမဲ့ဒါနောက်ဆုံးအိမ်ဝင်4ပွဲဆက်မှာတော့ဒါတပွဲပဲနိုင်ထားတာမလို့အခြေအနေကတော့တိတ်တော့မကောင်းပါဘူးဒါအပြင်ဗီလာနဲ့ကစားခဲ့တဲ့နောက်ဆုံးပွဲမှာလည်းကျွန်တော်တို့2-1နဲ့ရှုံးနေထားပါသေးတယ်Newcastle ကတော့ဒါ23မှတ်ရရှိထားပြီးတော့အဆင့်17နေရာမှာရှိနေပါတယ်။ရမ်းမဲ့ချင်းသိမ့်မကွာတာကြောင့်ဒီပွဲမှာအနိုင်ရတဲ့အသင်းကတော့ဒါဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက်တော့အခွင့်အရေးရှိလာပါလိမ့်မယ်။ဒါပေမဲ့လည်း Newcastle ကကူးရာဒီမှာဒါအဝေးကွင်းစမ်းဆောင်ရေးအတော်ညံ့နေပြီးတော့ဒါနောက်ဆုံးအဝေးကွင်း9ပွဲဆက်တိုက်နိုင်ပွဲပြောင်းနေတာကတော့ United တို့အတွက်အခွင့်အရေးဖြစ်လာပါလိမ့်မယ်။လူစီမိုင်းမှာဆိုရင်တော့ဒါ United ဘက်မှာဒါခံစီပိုင်းမှာဒါမက်ကွိုင်းယားနဲ့ဒါဒီလစ်တို့ဒဏ်ရာရနေစေဖြစ်ပြီးတော့ဒါဘရူနိုကလည်းဗီလာနယ်ပွဲမှာဒဏ်ရာရတာကြောင့်မပါဝင်နိုင်ပေမဲ့ဒါကက်စမဲရိုပြန်ပါလာနိုင်တာကတော့ဒါဘရူနိုမရှိတဲ့ကွင်းလေကိုအားဖြစ်ပေးနိုင်ပါလိမ့်မယ်။နျူကာဆယ်ဘက်မှာတော့ဒါကိုသမားနစ်ပုံးနဲ့လူဝစ်ဟော်တို့ပြန်ပါလာနိုင်ပေမဲ့တော့တီနိုလီဘရာမန်တိုကတော့ပါဝင်လို့မသေးကြသေးပါဘူး။ ဟက်တူဟက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွဲဆုံမှု6ချိန်မှာနျူကာဆယ်က9ပွဲထိအောင်နိုင်ထားပါတယ်။ United တို့ဟာဒါနျူကာဆယ်နဲ့တွဲဆုံခဲ့တဲ့နောက်ဆုံး Premier League ပွဲစဉ်2ပွဲမှာဒါ9တော့မသွင်းနိုင်မဲနဲ့ရှုံးနေထားပါသေးတယ်။ United တို့အတွက်ကတော့အိမ်ဝင်းအားသာချက်ရှိနေပေမဲ့ဒါလူစုံမပါဝင်နိုင်တာကတော့တိုက်စစ်ပိုင်းမှာအားနည်းနိုင်ပါတယ်။ဒါပေမဲ့လည်းဒါ Newcastle ကလည်းကြောင်ပြောင်းနေတာမလို့ဒါအပြန်အလှန်ဂိုးတွေနဲ့အတူပဲဒါ United တို့ကဒါ2-1ဆိုတဲ့ရလဒ်မျိုးနဲ့ဒါအနိုင်ရသွားနိုင်ပါတယ်။ကျွန်တော်တို့ဒီပွဲမှာဒါ United ကိုပဲလုံးဝရွေးချယ်ချင်ပါတယ်။ဒီကိုတော့ဒီပွဲလေးကိုဘယ်လိုထင်လဲဆိုတာ comment လေးမှာရေးပေးသွားပါအောင်ဗျ။အားလုံးပဲခွင့်လက်ဖြစ်ကြပါစေဗျ။